မင်္ဂလာပါမိတ်ဆွေကျွန်တော်တို့ဟာဘဝမှာနာကျင်စရာကောင်းတဲ့ပုံစံခွဲဟောင်းတွေကိုထပ်ခါတလေလေကြုံနေရတတ်ပါတယ်ဒါကဘာကြောင့်လဲဆိုတော့သင်ခန်းစာတစ်ခုကိုဒီချိန်လစ်လူရှုလိုက်တိုင်းအဲ့ဒါဟာထပ်ခါတလေလေဖြစ်တတ်တဲ့အလေအကျင့်စုတစ်ခုဖြစ်သွားလို့ပါပဲဒါကြောင့်ဒီချိန်မှာတော့စိမှန်သောကြီးထွားမှုဆိုင်ရာအကြောင်းအရာတွေကိုအပိုင်း၄ပိုင်းနဲ့တင်ဆက်ပေးသွားချင်ပါတယ်မိတ်ဆွေတင်ဒီအပိုင်း၄ပိုင်းကိုလေ့လာပြီးသွားပြီဆိုရင်တော့မိတ်ဆွေတင်ဘဝမှာကြီးထွားမှုကစတင်လာတော့မှာပဲဖြစ်ပါတယ်။အပိုင်း1လူမှုဆက်ဆံရေးစစ်ထုတ်ခြင်းနဲ့ဇေယျိုက်မှန်ကိုမြင်ခြင်းတင်းရဲ့အချိန်တွေကိုနှစ်ကြိမ်တိုင်တိုင်လာပြီးဖြုံးတီးပြစ်မဲ့အခွင့်အရေးမျိုးဘယ်သူကမှထပ်မပေးလိုက်ပါနဲ့။တင်းအတွက်အချိန်မပေးနိုင်ပဲသူ့ကိုအစဉ်ပြေတဲ့အချိန်ကြမှသာတင်းနာကိုရောက်လာတတ်တဲ့သူတွေအတွက်အမြဲတမ်းအတင်းရှိနေပေးတာမျိုးကိုလည်းအခုချက်ချင်းပဲရက်လိုက်ပါ။တင်းဟာဘသူရဲ့အရာအစီအစဉ် backup plan မဟုတ်ပါဘူး။တင်းရဲ့စွမ်းအင်တဲ့အချိန်ကိုလေးစားတံပိုးထားပါလူတွေရဲ့ဇဲအမှန်ကိုသိချင်ရင်သူတို့မျိုးလင့်ထားတာတွေတင်းစီကနေမရတော့တဲ့အခိုက်အတန့်မျိုးကိုစောင့်ကြည့်လိုက်ပါမိတ်ဆွေစိတ်ပြတ်သွားတဲ့အချိန်ဒါမှမဟုတ်ညင်းပေခံရတဲ့အချိန်မှာသူတို့ဘလို့ပြုတ်မတုံ့ပြန်တယ်လဲဆိုတာကသူတို့ရဲ့ဇဲအမှန်ကိုအရှိကိုရှိတိုင်းဖော်ပြပေးတာပဲဖြစ်လို့ပါပဲပူပြေဝမ်းနဲ့ဆရာကောင်းတာကတင်းစီကနေသူတို့အတွက်အကျိုးအမြတ်ဒါမှမဟုတ်အတုံးချဆရာမရှိတော့တဲ့အခါသူတို့ရဲ့မျက်နှာဖုံးတွေဟာကွာကြလာပြီးတော့မှ၎င်းတို့ရဲ့အယောင်မှန်ကပေါ်ထွက်လာတတ်ပါတယ်။တင်ဟာလူတိုင်းကိုပျော်ရွှင်အောင်လိုက်လို့ပေးရင်းနဲ့တင့်ဘဝကိုအပျက်စီးမခံလိုက်ပါနဲ့။သူတို့ရဲ့သဘောတူအတိမပြုမှု approval ဆိုတာတင်းအတွင်းစိတ်ရဲ့ငြင်းချမှုလောက်တန်ဖိုးမရှိပါဘူး။ဒီလိုလူမှုဆက်ဆံရေးတွေကြားမှာစိတ်ပိုင်းဆိုင်ရာဉာဏ်ပညာရှိဖို့အတွက်ကဘာကျော်စာရေးဆရာမ Robert Greene ရေးသားထားတဲ့ The Law of Human Nature လူသားတဘာဝရဲ့နိယာမများဆိုတဲ့စာအုပ်ထဲကတင်ဆက်ပေးထားတာဖြစ်ပါတယ်။အပိုင်းနဲ့အတွင်းစိတ်ယုံကြည်မှုနဲ့တုံ့ပြန်မှုစွမ်းအားကျွန်တော်တို့ဟာကိုယ့်ကိုယ်ယုံကြည်မှု self confidence တွေပျောက်ဆုံးနေတယ်လို့ခဏခဏညည်းသွားတတ်ကြပါတယ်ခံစားတတ်ကြပါတယ်ကိုယ့်ကိုယ်ယုံကြည်မှုကိုဖျက်ဆီးပစ်ဖို့အလွယ်ဆုံးနည်းလမ်းကတော့ကိုယ့်ကိုယ်ပေးထားတဲ့ဂတိတွေကိုထပ်ခါတလေလေဖျောက်ဖျက်တာပဲဖြစ်ပါတယ်ကိုယ့်ကိုယ်ယုံကြည်စိတ်ချရမှု self trust ဆိုတာဒီဇိုင်းမရှိခြင်း consistency ကနေပဲတည်ဆောက်တာဖြစ်ပါတယ်မနေ့ပြန်စိုးစိုးထားမယ်ဒီနေ့စာဖတ်မယ်စတဲ့တင်းငယ်တဲ့ဂတိတွေကိုတင်ဖောက်ဖျက်လိုက်တိုင်းတိမတိစိတ်ကတင့်ကိုတင်ယုံကြည်မှုမရှိတော့အောင်တိတ်တိစိတ်ပုံဖော်သွားတာဖြစ်ပါတယ်။နောက်ပြီးတင့်ကိုလာပြီးဆွပေးတဲ့အရာတွေအပေါ်မှာစိတ်လိုက်မှန်ပါချက်ချင်းလိုက်ပြီးတုံ့ပြန်တတ်မယ်ဆိုရင်တင်ဟာတင့်ရဲ့စွမ်းအားကိုဆုံးရှုံးလိုက်တာဖြစ်ပါတယ်။ခဏလောက်အောင်အီးပြီးရက်လိုက်ပါ။တင့်ရဲ့ရင်းချက်တဲ့တုံ့ပြန်မှု response ကသာနောက်ဆုံးထွက်ပေါ်လာမယ့်ရလဒ်ကိုအကောင်းဆုံးပုံဖော်ပေးမှာဖြစ်ပါတယ်။တင့်ဘဝကိုပြောင်းလဲခြင်းရင်တင့်ရဲ့ဦးစားပေးအရာpriority တွေကိုအရင်ဆုံးပြောင်းလဲဖို့လိုအပ်ပါတယ်။တင်ပါအပေါ်မှာအာယုံစိုက် focus နေတယ်ဆိုတာကတင့်ရဲ့အနာဂတ်ဖြစ်လာမှာပါ။တင့်ရဲ့အာယုံစိုက်မှုဟာတင့်လက်တွေ့ဘဝရဲ့အခြေခံအုံးမြစ်ပဲဖြစ်ပါတယ်။ဒီနေရာမှာတုံ့ပြန်မှုကိုထိန်းချုပ်ပြီးတော့စိတ်ခွန်အားတည်ဆောက်ဖို့အတွက်သမိုင်းဝင် Roma Agrit Marcus Aurelius ရဲ့ Meditations တွေးတောဆင်ခြင်မှုများဆိုတဲ့စာအုပ်ထဲကတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာကဘာကြီးကအတင်းအပေါ်ဘာတွေပဲပြစ်ပေါက်ပါစေကိုယ့်ရဲ့အတွင်းစိတ်တည်ငြိမ်မှုကိုဘယ်လိုထိန်းသိမ်းရမလဲပြင်ပအရာတွေကိုလိုက်မတုံ့ပြန်ပဲကိုယ့်ရဲ့အတွေးအခေါ်နဲ့အပြုတ်အမူကိုပဲဘယ်လိုအာယုံစိုက်ထိန်းချုပ်ရမလဲဆိုတာကိုနှစ်ပေါင်းထောင်ချီတက်တည်ပြခဲ့တဲ့စာအုပ်ကောင်းပဲဖြစ်ပါတယ်အပိုင်းတုံးစိမှန်ခြင်းရဲ့တန်ဖိုးနဲ့ခွဲခွာခြင်းဖြင့်ကုစားခြင်းကိုယ့်ကိုယ်အမှန်တိုင်းတစ္ဆာရှိရှိရှင်သန်ခြင်း being true to yourself ဟာတခါတရံမှာတင့်ကိုလူအများကြားထဲမှာအထီးကျန်စေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါဟာပေးဆက်ရကျူနှက်ပါတယ်ဘာကြောင့်လဲဆိုတော့စိမှန်မှုဟာအပေါင်းအပါအချို့ကိုဆုံးရှုံးစေနိုင်ပေမဲ့တင့်ရဲ့ဝင်းကြီးကိုတော့ဘယ်တော့မှပျက်စီးအောင်လုပ်မှာမဟုတ်လို့ပါပဲပူပြီးအရေးကြီးတဲ့အမှန်တရားတစ်ခုကတော့တင့်ကိုနာမကျန်းဖြစ်အောင်လုပ်ခဲ့တဲ့ဒဏ်ရာတွေပေးခဲ့တဲ့ပတ်ဝန်းကျင်ဟောင်းထဲမှာတင်တင့်ဒဏ်ရာတွေကိုပြန်ပြီးကုစားလို့မရနိုင်ပါဘူးတခါတရံမှာစိမှန်တဲ့ကုစားခြင်းဆိုတာအဲ့ဒီနေရာအဲ့ဒီလူတွေစီကနေရဲရင်စွာလေးထွက်သွားခြင်းကနေပဲစတင်တာဖြစ်ပါတယ်လူတချို့ဟာတင့်ရဲ့နှလုံးသားထဲမှာပဲရှိနေခွင့်ရှိပြီးတော့တင့်ဘဝထဲမှာအတူတူဆက်ရှိနေခွင့်မရှိတော့ဘူးဆိုတဲ့အမှန်တရားကိုလက်ခံလိုက်ပါချစ်ချင်းမေတ္တာဆိုတာအမြဲအတူတူရှိနေခြင်းကိုဆိုလိုတာမဟုတ်ပါဘူးတစုံတစ်ယောက်ကိုပြန်ပြီးမပိုင်ဆိုင်ခြင်းတော့ပဲလွမ်းဆွတ်တတ်အောင်တင်ယူပါလွမ်းဆွတ်တယ်ဆိုတာလူသားဆန်တဲ့တဘာဝဖြစ်ပေမဲ့တာယာဟောင်းတွေစီပြန်သွားတာကတော့လိမ္မာပါနဲ့တဲ့ရွေးချယ်မှုမဟုတ်ပါဘူးအချစ်ဆိုတာသူတစ်ပါးအတွက်နဲ့ကိုယ့်ကိုယ်ဖျက်ဆီးတာမဟုတ်ပါဘူးအချစ်ကိုရရှိဖို့အတွက်တင့်ကိုတင်ကြုံဝင်အောင်လုပ်နေရရင်အဲ့ဒါဟာအချစ်မဟုတ်တော့ပဲရုန်းကန်ရှင်တန်နေရခြင်း survivor တက်တာဖြစ်ပါတယ်
ဒီအကြောင်းအရာတွေကိုစိတ်ပညာရှင်ဒေါက်တာနီကိုလေလေဖရာရေးသားထားတဲ့ How to do the work ကိုပြန်လဲကုစားခြင်းလမ်းညွှန်စာအုပ်ထဲကတင်ဆက်ထားတာဖြစ်ပါတယ်။နောက်ဆုံးအပိုင်းလေးတက်တောင့်တက်တာဆုံးကိုကြိုလွန်၍ကြီးထွားခြင်းမိမိကိုယ်မိမိပြောင်းလဲတိုးတက်ခြင်း transformation ရဲ့အဓိကရန်သူကတော့တက်တောင့်တက်တာရှိမှု comfort ပါပဲ။တင့်ကိုလက်ရှိအတိုင်းပဲထားဖို့ပုံစံထုတ်ထားတဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်တက်တောင့်တက်တာဆုံးထဲမှာဘာတစ်ခုမှပြောင်းလဲတိုးတက်လာမှာမဟုတ်ပါဘူး။ကြီးထွားခြင်း grow ဆိုတာအမြဲတမ်းနာကျင်စရာကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အပြောင်းအလဲဆိုတာတင့်ကိုမကုစားခင်မှာအရင်ဆုံးနာကျင်စေတတ်ပါတယ်။ဒါကြောင့်တင့်ရဲ့ကြီးထွားမှုကိုအထောက်အကူမပြုတော့တဲ့အရာအလုံးကိုပြပြတသားစွန့်ပစ်လိုက်ပါ။တင့်ကိုနာကျင်စေတဲ့အရာတွေကိုစုပ်ကင်ထားခြင်းဟာတင့်အတွက်တကယ်ရထိုက်တဲ့အရာတွေကိုနောက်နှင်းစေရုံပဲရှိပါလိမ့်မယ်။လူတိုင်းကတင့်ကိုနိတက်မှာမဟုတ်ပါဘူး။အဲ့ဒါဟာဘဝရဲ့တဘာဝပါပဲ။အမှန်တရားဟာသူ့အယောင်တွေကိုစစ်ထုတ်ပေးပါတယ်။ယူသားချင်းကတငယ်ချင်းကောင်းတွေကိုဆုံးချုံးစေတာမဟုတ်ပဲဘယ်သူကတငယ်ချင်းအစ်စ်လဲဆိုတာကိုဖော်ပြပေးတာဖြစ်ပါတယ်။လောကကြီးရဲ့လက်ခံမှုကိုလိုက်ပြီးအတင်းအကျပ်မတောင်းတလိုက်ပါနဲ့။အဲ့ဒီလိုက်လံဖမ်းဆွဲနေခြင်းကိုရက်တက်လိုက်တဲ့အခိုင်အတန့်မှတင်စစ်မှန်တဲ့ငြိမ်းချမ်းမှုကစတင်လာဖြစ်ပါတယ်။ဒီအကြောင်းအရာကို Robin Sharma ရေးသားထားတဲ့ The Everyday Hero Manifesto နေ့စဉ်တူရေးကောင်းတူရဲ့ကြေညာစာတမ်းဆိုတဲ့စာအုပ်ထဲကတင်ဆက်ပေးထားတာဖြစ်ပါတယ်။စင်ချီတွေကိုစွန့်လွတ်ပြီးကိုဘဝရဲ့တူရဲကောင်းအဖြစ်ဘယ်လိုရည်တည်ရမလဲဆိုတာကိုနှုတ်ဆော်ပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေဒီကနေ့ကျွန်တော်မျှဝေခဲ့တဲ့သင်ခန်းစာ၄ခုကတော့အင်တာမယူရှင်ပါတယ်။ဒါပေမဲ့အပြုအမွန်အဖြစ်ပြောင်းလဲမှသာတန်ဖိုးရှိသွားမှာပါ။တင့်ရအာယုံစိုက်မှုကိုအခုပဲပြောင်းလဲလိုက်ပါ။တင့်ကိုနာကျင်စေတဲ့အရာတွေကိုစွန့်လွတ်ပြီးတော့ကိုပေးထားတဲ့ဂတိတွေကိုတီးဆောက်ပါ။တင့်ဘဝကိုသူတစ်ပါးလက်ခံမှုအပေါ်မှာမတီးဆောက်လိုက်ပါနဲ့။တင့်ကိုတင်ရွေးချယ်ပြီးစစ်မှန်တဲ့ဥတီချက်အတိုင်းရေးရဲဝံ့ရှေ့ဆက်လျှောက်လမ်းပါခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေ။